မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ခွန်အားသည့်နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်ုပ်မမွေးခင်ကတည်းကဘုရားသခင်ကတည်ပြီးသားဆိုတဲ့ကောင်းစဉ်နဲ့ယေရမိအခန်းကြီး1အငယ်9ကိုဆင်ခြင်သွားခြင်းပါတယ်တင့်ကိုအမိဝမ်းထဲ၌ငါမဖန်ဆင်းမီတင့်ကိုငါသိပြီမဖွားမီကပင်တင့်ကိုငါတန့်ရှင်းစေ၍လူအမျိုးမျိုးတို့အဖို့ပရောဖက်အရာ၌ခန့်ထားပြီဟုမိန့်တော်မူ၏ကျွန်တော်အနေနဲ့မလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရရင်ဒါမှမဟုတ်ဘသူကမှဂယုမဆိုင်တယ်လို့ခံစားနေရရင်ဒီနေ့ဆင်ခြင်တဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်ပဲဖြစ်ပါတယ်ပထမတစ်ချက်ကဘုရားသခင်ကကျွန်တော်တို့ကိုတည်ပြီးသားဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်အရာတတိယဆင်ခြင်ဖို့ဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့အကြောင်းကိုအကုန်သိပါတယ်တကယ်တော့သူ့ရဲ့မျက်မှောက်တော်မှာဘလို့အရာကမှဖုံးကွယ်ထားခြင်းမပြုနိုင်ပါဘူးအကောင်အဆိုးနဲ့ဂျာကအရာအားလုံးကိုဘုရားသခင်ကသိပါတယ်မဿဲအခန်းကြီး10အငယ်30မှာဆိုရင်သင်တို့သပင်သည်လည်းအကုန်အစင်ရေတွက်လျက်ရှိ၏လို့သခင်ယေရှုခရစ်တော်ကဆိုထားပါတယ်သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ခေါင်းပေါ်ကသပင်တွေဘယ်လောက်ရှိသလဲဆိုတာကိုသိတဲ့အတွက်ကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုကောင်းစွာသိတယ်ကျွန်တော်တို့ဒီလောကထဲဝင်ရောက်လာတဲ့အချိန်ပထမရှုသွင်းလိုက်တဲ့အသက်ရှုခြင်းမတိုင်ခင်ကတည်းကကျွန်တော်တို့ရဲ့အရက်ဘယ်လောက်ရှိမယ်ဘယ်လောက်ရှိမယ်ကျွန်တော်တို့ရဲ့မျက်လုံးသပင်အယောင်နဲ့တခြားအသေးစိတ်အချက်အလက်ပေါင်းများစွာကိုဘုရားသခင်ကသိတယ်ကျွန်တော်တို့ဟာဒီလောကမှာမျိုးရိုးအရာမတော်တဆဖြစ်လာတာမဟုတ်ပါဘူးကျွန်တော်တို့ကိုဘုရားသခင်ဖန်ဆင်းခဲ့တယ်ဘုရားသခင်ကျွန်တော်တို့ကိုအမိဝမ်းထဲကနေစပြီးတော့ဘုရားသခင်ဖန်ဆင်းလိုက်တဲ့သူတစ်ယောက်ဖြစ်တယ်ကျွန်တော်မမွေးခင်ကတည်းကဘုရားသခင်ကကျွန်တော်ကိုတည်ပြီးတော့ကျွန်တော်ဘဝအတွက်အလုပ်လုပ်နေပါတယ်ဒါကြောင့်စာလံဆရာက139ခုမြောက်သောစာလံအငယ်1မှာဥထာဝရဘုရားကိုတော်ဒီကျွန်တော်ကိုစစ်ကြော၍သိတော်မူ၏လို့ဆိုခဲ့ခြင်းပဲဖြစ်တယ်ဒါကြောင့်ဒုတိယတစ်ချက်အနေနဲ့ဘုရားသခင်ကကျွန်တော်ကိုဖန်ဆင်းပြီးတော့ပုံသွင်းခဲ့တယ်ကိုတော်ဟာကျွန်တော်ကိုတည်ယုံတာမကပဲနဲ့သူ့ရဲ့ရည်ရွယ်ချက်တွေအတွက်ဖန်ဆင်းပြီးတော့ပုံသွင်းခဲ့တယ်ယေရမိမမွေးခင်ပရောဖက်အဖြစ်ခံထားတော်မူတဲ့အကြောင်းယေရမိကိုမိန့်တော်မူခဲ့တယ်ဘုရားသခင်ကယေရမိကိုအသုံးပြုပြီးတော့ဘုရားသခင်ရဲ့သားသမီးတွေစီကိုတည်င်းစကားယူဆောင်လာပေးဖို့ဖြစ်တယ်ယေရမိကိုဘုရားသခင်ကသူ့ရဲ့ပရောဖက်အဖြစ်မမွေးဖွားခင်ကလေးကခံထားခဲ့တာဖြစ်တယ်နောက်တတိယတစ်ချက်အဒီတဲကတော့ဘုရားသခင်ဟာကျွန်တော်တို့အတွက်ရည်ရွယ်ချက်ရှိပါတယ်ဘုရားခင်ကကျွန်တော်တို့ကိုမြင့်မြတ်တဲ့ရည်ရွယ်ချက်တစ်ခုအဖြစ်ခန့်အပ်ထားပါတယ်ကျွန်တော်တို့တယောက်ထီးသာလုပ်နိုင်တဲ့အရာတွေရှိတယ်ဒီလောကမှာဘုရားသခင်ရဲ့ရည်ရွယ်ချက်ပြီးမြောက်စေဖို့အတွက်ကျွန်တော်တို့ကိုထူးထူးခြားခြားဖန်ဆင်းထားပါတယ်ကျွန်တော်ဘဝအတွက်အထူးအစီအစဉ်တစ်ခုရှိတယ်ကျွန်တော်ကိုကျွန်တော်လောကကဘာအတွက်အလင်းပေးဖို့ဘုရားသခင်ကခေါ်ထားခြင်းပဲဖြစ်တယ်ကျွန်တော်ဘဝအတွက်ဘုရားသခင်ရဲ့အစီအစဉ်ကကောင်းတယ်ကျွန်တော်မမွေးခင်ကတည်းကအဲ့ဒီအကြံအစီကိုစတင်ခဲ့ပြီးတော့ဒီလောကမှာသူ့ရဲ့အကြံအစီတွေကိုဖော်သွားပြီးတဲ့နောက်သူနဲ့မျက်နှာချင်းဆိုင်ပြန်တွေ့တဲ့အထိတိုင်အောင်ကျွန်တော်အပေါ်မှာဘုရားသခင်ရဲ့အကြံအစီကကုံဆုံးသွားအောင်မှာမဟုတ်ပါဘူးဘုရားသခင်ကကျွန်တော်နားလည်နိုင်စွမ်းတက်ကြော်လွန်ပြီးတော့ကျွန်တော်ကိုတိတ်ပြီးတော့ချစ်ပါတယ်သူဖန်ဆင်းထားတဲ့အံ့ဩဖွယ်ပုဂ္ဂိုလ်လို့မြင်ပါတယ်သူဟာကျွန်တော်အထက်မှာဖန်ဆင်းထားတဲ့အလားအလာအားလုံးကိုလည်းသူမြင်ပါတယ်ဒါကြောင့်ဒီနှုတ်ကပတ်တော်အရာကျွန်တော်ဝန်ခံအသက်ရှင်သွားဖို့ကကျွန်တော်မမွေးခင်ဘုရားသခင်ကျွန်တော်ကိုတည်နေတယ်ကိုတော်ဟာကျွန်တော်ကိုသူ့ရဲ့လက်တော်အားဖြင့်ပုံသွင်းဖန်ဆင်းတော်မူခဲ့တယ်ဘုရားခင်ဟာကျွန်တော်ကိုအထူးရည်ရွယ်ချက်တစ်ခုအတွက်ခန့်အပ်ထားပါတယ်ဘုရားခင်ကကျွန်တော်ကိုတည်ပြီးတော့ချစ်တယ်ဂျာနာစင်ချင်ကဲသူအားလုံးကိုလည်းဘုရားခင်ကတည်ပြီးတော့ဖန်ဆင်းထားတယ်လို့သူ့ရဲ့ရည်ရွယ်ချက်တွေအတွက်ပုံသွင်းနေတာကိုတည်ပြီးတော့သူ့ရဲ့ချစ်ကြောင်းကိုလည်းနားလည်ခံစားနိုင်ကြဖို့ဘုရားခင်အတူရှိပြီးတော့ကောင်းချီးပေးနေပါစေအာမင်ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်